ကျွန်တော်ကတော့ဘာမှမဟုတ်ပါဘူးညာကားလေးတွေကိုချစ်လို့တူတည်နာလောက်တဲ့အနေနဲ့ပေါ့ဒီကောင်လေးသေးဆိုရင်လည်းအဲ့လိုပဲဒါကတော့ထိုင်းထုတ်တော့မဟုတ်ဘူးပေါ့ဒီကောင်လေးဆိုလည်းမစိုးဘူးဗျဒီကားလေးဆိုတော့ဒီကားလေးဆိုလည်းဒါပြင်းနေတော့လေးပေါ့ကျွန်တော်တို့ကဝါရှော့လောက်တာဗျဘာရညာတော့မဟုတ်ဘူးမနေ့ကကားတော့လည်းကျွန်တော်ဒီလိုမျိုးပဲရိုက်တင်ကြည့်လိုက်တာပဲဒီကောင်လေးကြတော့လေလက်ဆက်လေးမိုက်တယ်အရမ်းမိုက်တယ်လက်ဆက်လေးတွင်းကန်းနေရစားလဲမိုက်တယ်ဒီမှာဒါကကျွန်တော်ပြောတယ်လို့ပေါ့ဒူဘိုင်းပို့တဲ့ကားပေါ့ဒီကောင်ကြီးကဒူဘိုင်းကြီးပဲလို့တင်နေတယ်လို့မထင်နဲ့နော်ဆရာကြီးမဟုတ်ပါဘူးခင်ဗျာဒီမှာဒူဘိုင်းပို့တဲ့ကားလေးဒီလိုမျိုးဆက်စီရကြဒီလိုမျိုးလာပါတယ်ဗျာကျွန်တော်တို့ဒီမှာဂျပန်မှာပို့တဲ့ကောင်လေးဆိုရင်ဂျပန်ဆင်းလေးဆိုရင်ဒီမှာလာဒီလိုလာပါတယ်ဒါကတော့သူတို့ဒူဘိုင်းနိုင်ငံမှာတုံးတဲ့ကောင်လေးဆိုအရန်ကောင်းတယ်ဗျကားလေးတွေလည်းချောလေးတွေလည်းတန်နေတယ်ဒါတော့ကျွန်တော်တို့ဝါရှော့မှာကျွန်တော်တို့ရှေ့ရှဲလေးတွေပြုပြင်နေတဲ့ချိန်လေးပေါ့ဗျာဘာရညာရတော့မဟုတ်ဘူးနော်ဆရာကြီးတော့လည်းမဟုတ်ဘူးဗျရိုက်တင်ပြတာဒီကောင်လေးဆိုအရမ်းမိုက်တယ်ဗျဒါလေးကတော့ခုဘာမာလေးတွေလိုအပ်တာလေးတွေလုပ်နေလို့ပေါ့ဗျာကားဒီကောင်လေးတွေလိုင်စင်ကားလေးဗျအရမ်းမိုက်တယ်ဗျအရမ်းမိုက်တယ်ကားတော့တဘောကြတယ်ကျွန်တော်တို့ရဲ့အိမ်မကြီးတွေပေါ့ဗျာဝယ်စီးစင်တာပေါ့ကားလည်းစားပါရအောင်ဗျတော်တော်လေးကိုရှားတဲ့အယောင်လေးကလည်းချစ်စရာတယ်ရွှေရောင်ကြတာပေါ့ဗျာကားလည်းမိုက်တယ်လက်ဆက်လည်းအဲ့လိုမျိုးလေးတွေမှာတဘောကြတယ်ဗျဝယ်စီးစင်တာပေါ့ဗျာအဲ့လိုမျိုးပေါ့မနေ့ကဟာကြတော့ကျွန်တော်တကားပေါက်မဖွင့်ပြနေကားမနေ့ကကားတော့ကျွန်တော်ရှိတယ်ဟိုမဲ့ကားရှိတယ်အဲ့ကဒါပေမဲ့ခုနကလိုင်းပေါ်ကမိဘပြည်သူများမြင်ရအောင်လို့ပေါ့ဗျာနော်ဆရာကြီးတော့မဟုတ်ပါဘူးဒီကောင်လေးဆိုလည်းအယောင်လေးကစားပါရောင်လေးမို့ကျွန်တော်သဘောကျလို့မို့တင်ပေးလိုက်တာပါလို့ဘာမှတော့မဟုတ်ပါဘူးကြည့်လိုက်ပါဦးကျွန်တော်တို့အယောင်လေးကလည်းရွှေရောင်လိုပဲဒီကောင်လိုင်စင်ကားနော်လိုင်စင်ကားလေးပါဗျာအရမ်းမိုက်တယ်ဒီလိုမျိုးကျွန်တော်တို့ကဘယ်လိုပြောမလဲအယောင်လေးတွေပါလေးတွေလို့ကွဲပြားတာတို့ကားလေးတွေပါလေးကွဲပြားတာမျိုးဆိုရင်ကျွန်တော်ကအဲ့လိုမျိုးစူးစမ်းလေးလာခြင်းနဲ့စိတ်ကလေးရှိလို့တင်ပေးတာပဲဒီကောင်လိုင်စင်ကားလေးပါအဲ့မယ်အဲ့လိုမျိုးအယောင်တွေကတော့တော်တော်များများရောင်နေရှိတာပေါ့အဲ့လိုမျိုးဖြူရောင်တို့ဒီလိုမျိုးရောင်တို့ဆိုပေါ်တယ်ဒီရောင်လေးကတော့ရှားပါရောင်လေးပေါ့ဗျာရွှေရောင်လေးလိုပဲကြာမှာပေါ့ရမ်းလာပိုးပံမှာလည်းရှိတဲ့ကားတွေအမျိုးမျိုးရှိပါတယ်ဗျာကျွန်တော်ကတော့ထိုင်းထုံးနဲ့ဒူဘိုင်းတို့ဆိုတော့ဒူဘိုင်းတို့ပိုကြိုက်တယ်ရမ်းမိုက်တယ် quality ကလည်းမြင့်တယ်မောင်းရတာရေးချင်းလည်းကောင်းတယ် great ပြည့်တာပေါ့ဗျာအဲ့လိုမျိုးပစ္စည်းတွေကောင်းလုံးတဲ့အတွက်မြန်မာပြည်မှာရောက်များရောက်လေကောင်းလေပဲ